တကြီးသားအဲ့တော့ဒီရွာမှာဆရာပဲရွာရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ခွင့်မတောင်းပဲမင်းတို့လာရင်ဟိုမှာမြင်လာပါလေဖေးရဲ့အမွေအနှစ်နှလုံးပြနေတာပဲငါကတကြီးသားအဲ့တော့ဒီရွာမှာဆရာပဲရွာရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ကြက်တဲ့ပွဲတွေလှုပ်ချင်တော့ငါလက်ထဲကိုဓာတ်ထက်ဒါမထက်နှလုံးပြူမင်းတို့မြင်လာပါလေနိုင်ထားတော့လေအချိန်ကောင်းလို့လေးဆိုဟဲ့နိုင်ကိုလည်းကြည့်အောင်ညနေ4 နာရီနဲ့38မောင်သားအေး4ခွားကရောက်စလုံးနဲ့ပြည်ပြီးလို့တော့မြောက်ပိုင်းကပေါ်လာလေးမှာခေါ်လေးဆိုဟဲ့ခါကိစ္စတတ်ထိုင်းရင်ဘူးနဲ့ပဲကြည့်လို့ဘူးကအေးစစ်သားကြီးမင်းတို့စောင့်နေရွာထိတ်ကဒရာမှာရွာထဲရောက်အောင်တကြီးသားဆိုတော့ရန်ကြီးလာတဲ့ကိုနောင်ကိုင်းမလေးတွေကိုလန်းလန်းပြီးစားဟဲ့အောင်သားအေးဟိုမှာကြည်စမ်းမီအေးတို့ပွဲညနေဆောင်တော့ရေကစင်းလာလာရေအိုးလေးရွက်ကိုတခါမြူကြီးသားကိုဝိုင်းပြီးလင်းလူတဲ့ပွဲတွေ့ပြီးငါနဲ့ဟိုက်ဦးမကွဲတဲ့နှထင်ဘူးလို့ထွက်ရွာမှာတကြီးသားဆိုတော့ဘလူးကငါ့ကိုကြည့်မရဒီကြားထဲငါ့ကိုကြိုက်တာမင်းကြီးမကွက်ရောက်ဖညီမထီတော့ဓာတ်ကြည့်တဲ့အကိုနဲ့ညိပြီးလက်တီလက်မတန်းနေတော့ဆရာတော်နဲ့မိပြီးမင်းတို့ကောင်းနေရန်ပြင်းချိန်လုံးဆောင်မိမယ်ဆက်ရတော့အတန်ကြတော့ငါလည်းမစိုးမပြီးလေတဲ့သွားတိုက်တာဆရာတော်ထမစာဦးမဖြစ်မယ်ဒီညတော့စာဦးမရင်သွားပြီးလေးခွာနဲ့ပြစ်မယ်ရွာကတကြီးသားဆိုတော့မြို့သူတွေကြိုက် KTV ကတီတာနဲ့တွေ့တော့လက်တွေဖွာလိုက်မြို့အရက်တွေမှာလိုက်နေနောက်တနေ့ရွာပြန်တော့လမ်းစိတ်မပြောနဲ့မနှက်ဆာစားဖို့တော့မကိုက်နောင်ကြီးတို့ရွာပြန်ပြီးထမ်းရည်ပဲ